မမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ရေမင်္ဂလာပါနော်မမຫນွေဦးရဲ့ຫນွေဦး story channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဝင်ပွလီနဲ့စိတ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းပုံမြင်လေးနှထောင်ဖို့စင်သက်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမယ်ဝင်ပွလီနဲ့စိတ်ဝင်ပလေးတကောင်ဟာအစာရှာရင်တော်ထက်ကရေတွင်းဟောင်းတစ်ခုတည်းပြုတ်ကျသွားလိမ့်တယ်။ရေတွင်းကတိတ်အနက်ကြီးမဟုတ်ပေမဲ့ရေတွင်းထက်ကနေပြတ်တက်ပေမဲ့ရေတွင်းနေရတွေကချောနေတဲ့အတွက်ဘယ်လို့မှအပေါ်ကိုပြတ်တက်လို့မရဘူးဖြစ်နေလိမ့်တယ်။ရေတွင်းထဲမှာစိတ်ညစ်ညစ်နဲ့ထိုင်နေတော့စိတ်တကောင်ကရေရှာရင်ရေတွင်းနှခမ်းဝကိုရောက်လာခဲ့တယ်။ရေတွင်းထဲကိုငုံကြည့်မိလိုက်တဲ့အခါဝင်ပလေးကိုတွားတွေ့တယ်ထိုအခါအရန်ရိုးလုံးတဲ့စိတ်ကဝန်ပလွေကိုခုလုံမေးတယ်ဟဲအဆွေဝန်ပလွေရေတောက်နေတာပါလားဒီရေတွင်တွေကရေကတန်ရှင်းပြီးတောက်ရတာအေးရလားဟူ၍မေးလိုက်တယ်ထိုအခါကောက်ကျစ်တဲ့ဝန်ပလွေကချက်ချင်းပြန်ဖြေတယ်ဟုတ်တယ်အဆွေစိတ်ဒီရေတွင်ကငါတောက်နေကြရေတွင်ပဲအရန်ကြည်လင်ပြီးအေးနေတဲ့အပြင်ချိုးတောင်ချိုသေးတယ်ဆိုပြီးရေတွင်ထဲဆင်းလာအောင်ဆွဲဆောင်ပါတော့တယ်အရန်ယူလွန်းတဲ့စိတ်ကဝန်ပလွေရဲ့အပြောကိုတကယ်ထင်ပြီးရေတွင်းထဲကိုခုတ်ချလိုက်တဲ့အချိန်ဝန်ပလွေကစိတ်ရဲ့ကြောပေါ်ကနေတဆင့်ရေတွင်းနှခမ်းဝရောက်အောင်ခုတ်တက်လိုက်နိုင်တဲ့ခဲ့တယ်ရေတွင်းကတိတ်မနှက်လွန်းတဲ့အတွက်စိတ်ရဲ့ကြောပေါ်ကနေခုန်ကျော်ပြီးရေတွင်းနှခမ်းကိုရောက်အောင်တက်နိုင်သွားတယ်အရန်ယူလွန်းတဲ့စိတ်ကတော့ရေတွင်းထဲမှာကျန်ရစ်ခဲ့လေတယ်ပုံမြင်လေးကဒီမှာပဲပြီးဆုံးသွားလေတယ်မမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့ရေဒီပုံမြင်လေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့လောကမှာမိသူကိုမစိုးလွယ်လွယ်နဲ့အရာအလုံးကိုယုံကြည်ဖို့မလွယ်ဘူးဆိုတာရဲ့အလိညာတွေများလှတဲ့တိခေတ်ကြီးမှာဘယ်ရာကိုမစိုးမစင်စားမစင်ကျင်ပဲမယုံမိဖို့ကိုတတိပြုမိဖို့ရာအရေးကြီးပေတယ်အဲဒီတော့မမຫນွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်မမຫນွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့လက်သက်တိုင်းရဲ့လှပတဲ့ဆက်ချိုင်းလေးတွေဖြစ်ကြပါစေလို့မမຫນွေဦးကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမຫນွေဦးရဲ့ຫນွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00 နာရီတိုင်းမှာတင်ဆက်ပေးလျက်ရှိပါတယ်နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရအမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလည်းလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်ပြန်ဆောင်ကြမယ်နော်